တာပါလို့ ကဲမင်္ဂလာပါညီတွေ့ရမှတာလေဟုတ် ဟိုကျွန်တော်လေးဒီ line ပေါ်မှာတွေ့နေရပါတော့ Funnel trading ဆိုတာလည်းပတ်သက်ပြီးတော့ပေါ့နော်သိချင်တာရှိတော့ပေါ့အရင်ဆုံး Funnel trading ဆိုတာဘာလဲပေါ့နော်ဒီလိုတော့အဖြစ်တခြားတွေပေါ့နော်ဟို trade ချင်တယ်ဆိုရင်ပေါ့နော်ဘယ်လိုဝယ်ရတယ်ပေါ့ဘယ်လိုလုပ်ရမလဲနော် ဒီ funnel ကကျတော့သူကဘယ်လိုလဲဆိုလို့ရှိရင်အကောင့်ဝယ်ရတယ်ဒါဆိုတော့ကျွန်တော်ကဒီဘယ်လိုဝယ်ရတယ်လဲဆိုရင်သူ့ရဲ့ funnel campaign ရှိတယ် funnel niche တို့ဒီ PH funny တို့စတဲ့ campaign အများကြီးရှိရပေါ့ဒီကနေဝယ်ပြီးတော့ကျွန်တော်ကဒါ software ဝယ်ဖြည့်ရတယ်ပေါ့ software ဖြည့်ရတယ်ဒါပေမဲ့သူကသူ့မှာတော့ rule တွေတော့ရှိတယ်သူသတ်မှတ်ထားတဲ့ rule တွေရှိတယ်စီမီစီကံတွေရှိတယ်ဒီစီမီစီကံနဲ့အညီကျွန်တော်ကဒါ software ဖြည့်ရတယ်ဖြည့်လို့အောင်တယ်ဆိုလို့ရှိရင်ကျွန်တော်ကဒါအကောင့်တွေပေါ့ဒါ 10k 50k စတဲ့ရဲ့အကောင့်ကြီးပေါ့နော်ဘယ်လိုလူတွေအတွက်ဆိုရင်တော့ဒီ funnel ကကောင်းတယ်မကောင်းလဲဆိုရင်ကျွန်တော်ဒီငွေအမောက်နည်းနည်းလေးနဲ့ deposit အများ trade ချင်တယ်ဆိုတဲ့လူတွေအတွက်တော့ကောင်းတယ်ဒါပေမဲ့လွယ်လားဆိုတော့လည်းမလွယ်ဘူးဒီမှာ software တွေဖြည့်ရတယ်ဒီ software တွေဖြည့်ပြီးမှအောင်ပြီးဆိုမှပဲဒီ campaign နဲ့တို့ဒီအကောင့်တွေပေးရဒီမှာဘယ်လိုမျိုး system တွေရှိတယ်ဘယ်လိုမျိုး high ရှိတယ်ဆိုလို့ရှိရင်ဒီကတချို့ campaign တွေကျတော့သူက80-20ပေါ့အမြတ်ကိုကျွန်တော် trader တွေကို80ပေးပြီးတော့သူ campaign နဲ့10ယူတယ်တချို့ကျတော့trader တွေကို90ရာခိုင်နှုန်းပေးပြီးမှ campaign က30ရာခိုင်နှုန်းယူတာရှိရပေါ့ဒါပေမဲ့သူကဥပမာတော့အားသာချက်တွေလည်းရှိတယ်အားနည်းချက်တွေလည်းရှိတယ်ဆောင်းဝဲကျတယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ account ကြီးပေါ့ account fee ပေးရရှိရဥပမာတချို့ campaign ဆိုလို့ရှိရင်ဒေါ်လာ1000ကိုဒါ50နဲ့50ဒေါ်လာပေးဝယ်ရတယ်100ဒေါ်လာပေးဝယ်ရစတဲ့အဲ့လိုမျိုးရှိတဲ့အခါမှာကျွန်တော်ဆောင်းဝဲကျတယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ trading fee ကပိုပေးလိုက်ရတဲ့ fee ကရှုံးသွားတယ်ဖြစ်တယ်ပေါ့နော်ရှုံးသွားတဲ့အခါမှာဘယ်လိုလူတွေအတွက်တင်တော်လဲဆိုကိုကအရင်ကိုယ့်ရဲ့ trading fee ကအရင်ကောင်းတယ်ပြီးတော့ကိုက discipline အရင်ကောင်းတယ် risk and management အရင်ကောင်းတယ်ပြီးတော့ဒါကိုတကယ်ကိုအတွေ့အကြုံနဲ့ဒါရှိပြီးထားပြီးပေါ့ဒီ trading life မှာဒီ trading နယ်ပယ်မှာအတွေ့အကြုံတစ်ခုလည်းရှိထားပြီးပြီဆိုတော့အဲ့လိုလူတွေတော့အဆင်ပြေတယ်ပေါ့အဲ့လိုမဟုတ်ကိုကအခုမှဘယ်လိုပြောလဲ beginner ဖြစ်တယ်အခုမှဒီ trading လောကတွေကိုစဝင်တာတိတ်မကြသေးဘူးဆိုရင်တော့ကျွန်တော်အနေနဲ့တော့ဒါဒီပုံမှာလေ့ကျင့်တာပဲပြည့်တာ MP5 မှာဒါကိုယ့်ရဲ့ပတ်စံလေးနဲ့ဒါပုံမှန်လေး trader ဖြစ်အဲ့ဒါကပို့ပြီးတော့ကောင်းတယ်ပေါ့နော်ဟုတ်ပြောပါပေါ့အဲ့ဒီ funnel trading နဲ့ MT5 ဆိုတာရှိတယ်နော်အဲ့ဒါဘယ်လိုပွဲလဲပေါ့နော်ဘယ်လိုပွဲလဲဆိုလို့ရှိရင် MT5 ကကျတော့သူကဘာလဲဆိုရင်ကိုယ့်ရဲ့deposit ပေါ်တော့ဒေါ်လာ100ထည့်ရဆိုရင်ဒေါ်လာ100နဲ့ညီရလောဆိုင်နဲ့ပုံမှန်လေးရောက်အောင်လုပ်တာဖြစ်တယ်သူကကျတော့ရိုးရှင်းတယ်ကိုယ့်ရဲ့အမှန်တကယ်ပတ်စံဖြစ်တဲ့အခါမှာဒါငွေတွင်းမထုတ်ပိုင်းမှာပြဿနာတွေပိုင်းသိမရှိဘူးပေါ့နော်အဲ့တော့ကိုကမြက်တယ်ဆိုရင်မြက်တယ်လို့ဒါကိုယ့်ရဲ့ပတ်စံပဲပေါ့နော်ထုတ်လို့ရတယ်ဒါကိုရှုံးတယ်ဆိုရင်ကိုယ့်ရဲ့ပတ်စံကရှုံးမှာ funnel ကကျတော့အဲ့လိုမဟုတ်ဘူးသူကထွက်ရမလားမြက်တယ်ဆိုတာနဲ့သူကဘယ်လိုလဲ campaign ရဲ့ rule တွေရှိတယ် campaign ရဲ့သူ့ရဲ့ rule တွေသူ့ရဲ့စီးရင်းတွေနဲ့ညီရဲဆိုမှပဲရတာအဲ့လိုမျိုးကျွန်တော်ကတစ်ခါအောက်မှာသူကဘယ်လိုရှိလဲဆိုလို့ရှိရင်သူကတရက်မှာဘယ်လောက်ထပ်ပို့ပြီးအရှုံးခံရဘယ်လောက်ပါဆန့်တချို့ campaign ဆို5%တဲ့ပို့အရှုံးခံရ10%တဲ့ပို့အရှုံးခံရအဲ့လိုရှုံးတယ်ဆိုလို့ရှိရင်အကောင့်က auto fail သွားတာလို့ရှိတယ်ပေါ့ဆိုတော့ကိုကောင်းတာကကိုကအခုမှ beginner ဖြစ်တယ်ဆိုလို့ရှိရင်တော့ MB5 ကကျတော့ပို့ပြီးတော့တင့်တော်တယ်ပေါ့နော် funnel မှာကျတော့သူ့မှာတော့ rule တွေအများကြီးရှိတဲ့အခါမှာတော်တန်ယုံလူတွေတန်ယုံများတော့အဖြစ်ကကျတော့10ယောက်မှာ9ယောက်လောက်ကကြာတာများတယ်3ယောက်လောက်ပဲအောင်းအောင်တွေ့ရတယ်ပေါ့နော်ဆိုတော့ကောင်းတာကMB5 နဲ့ funnel မှာဘယ်ဟာပိုကောင်းလဲဆိုရင် funnel မှာလည်းသူ့မှာအားသာချက်တွေရှိတယ်သူ့ရဲ့အားနည်းချက်တွေရှိတယ် MB5 မှာလည်းသူ့မှာအားသာချက်တွေအများကြီးရှိတယ်ပေါ့နော်ဆိုတော့ပိုကောင်းတာကဆိုတော့ကျွန်တော်ကကိုက beginner ဖြစ်တယ်ဒီ trading နဲ့ပဲတိတ်ကြတယ်ဆိုတော့ MB5 trader ကပိုကောင်းတယ်ပေါ့နော်ကိုယ့်ရဲ့အမှန်တကယ်ရှိရဲ့ပတ်စံနဲ့ကိုယ့်ရဲ့ပတ်စံနဲ့ဒါပုံမှန်လေးသူ့အနေနဲ့